လုံးမဲမင်္ဂလာပါနော်ဒါတော့ဒီတစ်ပတ်တနင်္လာနေ့ထိနော်နားပြမူရဲ့တပတ်စာကအစစ်ကလေးပဲဖြစ်ပါလေဗျာနော်ဒီ channel လေးရင် subscribe မနေရသေးရင်နှိပ်ထားပြီးပါစောင့်မျှော်ကြည့်ရှုတဲ့တော့အကုန်လုံးတော့နော်နားပြမူရဲ့ကအစစ်ကိုပတ်စင်တင်ပေးနေအောင်ကြိုးစားပြီးတော့ source တင်ပေးပါမယ်ဗျာဒါကျွန်တော် channel လေးပါเนาะ channel အသစ်ကလေးမို့เนาะ subscriber နည်းနေသေးလို့เนาะ subscriber များအောင်เนาะ subscribe နှိပ်ထားပေးပါเนาะ noti ခေါင်းလုံးလေးမှာလေ all ဆိုတာလေးကိုနှိပ်ထားပေးပါဗျာเนาะဒါနားပြကကိုကျွန်တော် channel ရရင်ပြီးတော့ source အမြဲတမ်းเนาะတင်ဆက်ပေးပါမယ်เนาะအဲဒါကြောင့်မလို့เนาะနားပြစာရွက်ဒီစာရွက်ကိုကြည့်တဲ့ချင်းမိတ်ဆွေညီကိုမောင်နှမအားလုံးကเนาะဒီ channel လေးမှာเนาะဒါရောက်ကြည့်ရှုလို့ရပါပြီလို့เนาะဒါတော့ကျွန်တော်ရဲ့ channel အသစ်ကလေးပါဗျာเนาะအဲကြောင့်မို့ subscribe လေးမနေရသေးရင်နှိပ်ထားပေးပါ noti ခေါင်းလုံးလေးမှာလည်း all ဆိုတာလေးကိုနှိပ်ထားပေးပါဗျာเนาะဒီ subscribe လေးလို့ဝင်မကုန်ပါဘူးဗျာเนาะ free ပါဗျာဒါမှလေးနှိပ်ထားပေးပါเนาะပန်းကြည့်ရင်ဒီ post ကိုလည်း share ပေးပါဗျာเนาะဒါချမိတ်ဆွေတို့အနေနဲ့ comment လေးမှာเนาะလိုအပ်ချက်များလေးရှိရင်အကြံယူခဲ့နိုင်ပါတယ်ဗျာเนาะအဆင်ပြေအောင်အကောင်းဆုံးကျွန်တော် channel လေးရရင်တင်ပေးပါမယ်ဗျာ subscribe မနေရသေးရင်လည်းเนาะ subscribe နေထားပေးပါเนาะ comment မှာလည်းเนาะပြောခဲ့ပေးပါဦးဘယ်မျိုးရရင်ဘယ်ဒေသရင်ကြည့်နေတာလဲဗျာเนาะဒီနားဖြတ်ကက်ကလေးကိုเนาะအမြဲတမ်းအပတ်စဉ်ကျွန်တော် channel လေးရရင်ပြီးတော့တင်ပေးတော့မှာမို့เนาะဒီကျွန်တော် channel လေးကို subscribe မနေရသေးရင်နှိပ်ထားပေးပါလာမနေရသေးရင်နှိပ်ထားပေးပါเนาะကြည့်ရှုသူအားလုံးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာเนาะဒီ channel လေးရရင်ပြီးတော့အမြဲတမ်းတင်ပေးမှာမို့ subscribe မနေရသေးရင်နှိပ်ထားပေးဖို့အထူးတောင်းဆိုမြတ်တာရခံအပ်ပါတယ်ဗျာเนาะအားလုံးလည်းကျေးဇူးတင်ပါတယ်เนาะဒီနောက်ပြကတင်နိုင်သိအောင်လို့เนาะ noti ခေါင်းလုံးလေးမှာ all ဆိုလေးနှိပ်ထားပြီးပါဒါမှတင်တာနဲ့တပြိုင်တည်း noti လေးရပြီးတော့မြန်ဆန်ဆိုစီကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျာနော်အနိကတကွာကောင်းလေးရှိလေတင်ပေးပါမယ်ဗျာနော်လူချင်တာလေးရှိရင်လည်းပြောခဲ့ပေးပါဗျာနော်အားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်လိုအပ်ချက်တွေအားနည်းချက်တွေရှိရင်လည်းပြောခဲ့ပေးပါနော်အကြံပြုခဲ့လို့ရပါတယ်ဗျဘုံမှာရေးထားခဲ့ပေးပါနော်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်ဒါတော့နားပြတ်ကပ်ပါနော်ကျွန်တော် channel ရရင်အမြဲတမ်းတင်တော့ပြပါမယ်ဗျာနော်ကြည့်ရှုအားပေးတဲ့အကုန်လုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်